tôi nên cho hè video dạy bằng bây giờ cái nè cho nằm cho dạy tiền bây giờ này xí tiền trong tuổi lo đó cả mà cái dạy bây giờ thì alung in phải sẽ chứ bây giờ cái khi lung lung chỉ nghe tí in sẵn nghe tí bây giờ bố sa khi in tiêu bố giờ in trong giờ mình ăn nông bố giờ in trong nông bố giờ nè tôi giờ bố lấy khi cái máy đi ra từ thằng rồi khi cái máy đi ra từ rồi khi bà lâu đà lên cho ý tao đà là ý là apu là ý là apu tao đà là lúc thìn đà bơ hồ phết chém apu ở đây cả mi su này đấy nó khu ngồi lên này tôi lấy cái thay để nó bấm bụi đi cái dây mè bộ sâu một số bảo ya đây thì piong xem đồ bảo đi tay này lại khali lo ko piong di piong le mata ba bu da lo be le di ni ro di te pe nau te pe su ro na pe pe chen no le de pe ni ko akong lu yai me di ni na pa le to yai me no မနေ့ဖြန်ရိုက်လို့ရတယ်မနေ့ဖြန်ငါစားဖို့အစားတောက်တွေနော်ကောင်းကောင်းလုပ်ပေးထားနော်ဒီညကတော့ဆန်းဆန်းတော့စီမှာရတဲ့ဟာယူတွက်လိုက်မယ်လေတိလားဆိုတော့ နေ့ဖြန် Good grace may say မြင်ပါတယ်ဟိုအနောက်ဖက်တော့နေအောင်ချီရတယ်ဒီမှာတော့စိတ်နေပြီဆိုတော့မစိုးပါဘူးဒီတခွင်းကတော့မစိုးဘူးမရဘူးဒီနေရပဲမှောင်တယ်ဆိုတော့ကောင်းတယ်လေကျန်တဲ့ဟာတွေကတအားလင်းတယ်ဆိုတော့မကောင်းဘူးလေဘောအဲ့ဒါကတော့အခုလို့စင်မှာဒီနေရမှာကြက်ကြီးရိုက်တာလက်လှပါတယ်တိလားအဖြစ်လက်စတော့ငါတို့ကလှတဲ့နေရကိုတူလေးရိုက်ပြီးတော့ဟိုတော့ဒီတော့နဲ့လည်းမကောင်းပါဘူးဒီနေရကိုကြက်ကြီးထိုင်လိုက်ထိုင်မှာပဲဒီနေရကလှတော့တာလေထိုင်မှာပဲအဲ့ဒီနေရကလှတော့တယ်လေရိုက်ရင်တော့ဟိုဟာဒီဖက်မှာတော့နည်းနည်းအလင်းရောင်ဟိုဖက်မှာရှိနေတော့လေရိုက်ရင်တော့တိတ်မပေါ်ဘူးလေနင်းပုံကိုပေါ်အောင်နဲ့လောက်တာနဲ့ဟိုဟာနဲ့မရဘူးလေဟိုဖက်ချင်းမှာထိုင်လိုက်အဲ့ဒီဖက်ချင်းမှာထိုင်လိုက်နော်အဲ့လိုစွန်တဲ့တော်ပဲလေပါလေအဲ့ဒီနာတအားလှပြီးတော့အကျကြီးထိုင်တာလေကောင်းတယ်လေမလှတဲ့နေရဟိုတော့ဒီတော့လောက်တာတဲ့အဲ့ဒီနေရမှာစကားပြောပြီးတော့လေအဲ့ဒီဟာကိုကုံအောင်တောက်လိုက်ပေါ့အဲ့ဒီနေရကတအားလှတယ်လေမကောင်းပါဘူးနည်းနည်းပပတော့ထိုင်အောင်လိုက်အောင်ပေါ့လှတယ်လေအဲ့ဒီလိုထိုးမှပဲဆိုခါရရိုးဝတ်တယ်နာလီထားလာမယ်နော်ထိုင်ပြီးမှထားတာကလွယ်တာမဟုတ်တာမစိုးဘူးဒီအဝါလေးနဲ့တစ်ခေါက်ရိုက်မယ်အဝါလေးနဲ့
အဲ့ဒီဖက်မှာနေအောင်ချီနေရှိလာတော့အဲ့ဒီကတော့ကြည့်ပါဘူး ဒီကဒီလာပါနော်ဟုတ်ပြီဒါဆိုတခါဒီဖက်ကလာပြီးတော့ရလဲပါလားငါခုမှတော့ နေပစေအောင်ဒီဟာနဲ့အယောင်လှလာမလှဘူးလားဆိုတာစမ်းကြည့်မယ် လာငါပြီးတယ်လားဒီဖက်ကလာကြလားဒီပန်းလေးတွေရအဲ့လိုလာကြလားငါဟိုမှာရိုက်ပြီးဆိုတော့အင်ထိုးတဲ့ပန်းလေးရတယ်အဲ့ဒီပန်းကိုလှအင်ထိုးတဲ့ပန်းကိုလည်းအမိကတော့ရလဲအဲ့ဒီပန်းကိုအမိကတော့ရလဲအဲ့ဒီပန်း ဘယ်ဖက်မှာတော့လိုက်လေနေလေပါအောင်တစ်ခါချ ငါကဒီကတော့မလားဒီမှာလည်း ဒီနားလေးအဲ့ဒီနားလေးမှလေ ရိုက်တာလေးနေလေဒီမှာ အဲ့ဒီဖက်မှာတော့တိတ်တွက်ဆရာမလိုပါဘူးမှောင်လာအောင်မယ်လေ မှောင်မလား အေး ကြည့်လိုက်လေငါမျက်နှာမြင် မြင်ပါတယ်မှောင်တော့မမှောင်ပါဘူးမမှောင်ပါဘူး တော့ပါဘူး ဒါပေမဲ့ဗီဒီယိုဆိုင်တုန်းကတော့မမှောင်တလို့ဖြစ်ပြီးတော့လေနောက်ပိုင်းမှမှောင်တက်တယ်လေ မှောင်ပါဘူးကြငါအနိကတစ်ခေါက်ရိုက်မယ်ဒီမှာတစ်ခေါက်နော်ဒီမှာအနိကတစ်ခေါက်ရိုက်မယ်လေနော်1 2 3ရကဲဒီဖက်ကိုတော့လိုက်တော့ ဟုတ်ပြီနော်ဒီကဟိုဘက်ပန်းကိုရလိုက်ငါကဟိုမှာရိုက်ဟိုဘက်ပန်းလေးရတော့ဆုံးပဲဒီပန်းတွေညှို့ခမှာရရမယ်ဒါဟိုပန်းလေးမှာ ဒီဟာကလေ ဒီ ဒီနားလေးမှာရက်လိုက် ဒီပန်းလေးတွေနဲ့တစ်ခါရမယ်ဖြူလေးတွေနဲ့နော် နောက်ပြီးတော့ဒီအနီနားလေးမှာလေ ညောလေးရမယ်ဒီဖြူလေးတွေ အေး နော်ညှို့ခမှာပေါ့ဟင်းကြီးဆက်ဆက်ပေါ်ပါလေး ဟိုအနီလေးမှာလေတော့လိုက်အောင် နေမှာလေးရိုက်မယ် အနီနားလေးမှာ ရိုက်မယ်တော့မယ်ပန်းနဲ့ဖလားလေးအချင်းနော်ဖလားလေးအချင်းမလေးခေါ်ရိုက်မယ်ပန်းအချင်းလေးဖလားလေးအချင်းဟုတ်ပြီဒါမှဟုတ်တယ်ပန်းလေးတွေပေါ်အောင် ဟုတ်တယ်ဟောတယ်ဟိုဖက်ကိုတော့လိုက်တော့ ဒါကတော့မခုနမှရမယ်နော် တခါလို့တော့ပိတ်တော့မလား မပြင်းဘူး တစ်စက်သေးရိုက်ချင်တယ်လားရလဲမယ်ဒါပြင်းနောက်တစ်မိနစ်ပဲခဏလေးရမယ်နော် 2
နာလေးနော်နင်းနေထိုင်ကြည့်လိုက်နင်းနေထိုင်ကြည့် 2 3 go ဘုဖက်ကတော့နေရောင်ချီနေမလိုက်တော့ဘူးနေရောင်ချီတူ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 ဒီနားလုံးမှာလာလိုက်ဒီနားလုံးမှာခဏလေးနော်အေးဒီလိုလာတာကောင်းတယ်ဖိဖိလေးလာလိုက်နော်ခဏလေးနော်ဖိဖိလေးလာလိုက်အေးဒီလိုထိုင်တာတအားလှဆုမယ်နော်တအားလှတယ်ထိုင်လိုက်အညီလေးထိုင်ရင်းနဲ့ကန်လိုက်အောင်ဒီလိုမှထားတာဒီလားဒီကနောက်ဆုံးဒီအပဲတပဲနှစ်ပဲဒီဘူမဆင်းရတော့ဘူးထိုင်လိုက်တန်တားဟာတယ်မင်းမရိုက်တာကတည်းကတကုံကောင်းတာပဲအားလာတယ်တော့ပန်းလေးဒီအပဲမှာမရိုက်ရင်တော့မရတော့ဘူးလေဟုတ်တယ်တမျိုးပဲဒီတောင်းသားလေးမှာလာလိုက်အောင်ဒီတောင်းသားလေးမှာအဲ့ဒီပိုင်းမပွင့်တဲ့နေရာမှာရက်လိုက်ထိုင်လိုက်မပွင့်တဲ့နေရာအပွင့်မရှိတဲ့နေရာမှာထိုင်လိုက်အဲ့ဒီမှာကျန်တဲ့ဟာတွေကုန်ပေါ်မယ်လေအဲ့ဒီလိုအားမနေခဲ့ဘူးလားလှတလားမင်းနဲ့လှတလားရတယ်တော့ပဲအဲ့ဒါနဲ့မဆုံးနဲ့တော့1 2 3ရေပေါ့ရီစရာလေးမလိုပါဘူး1 2 3 go မရီနဲ့ထိုင်ပါဆိုထိုင်အောင်ထိုင်နေတယ်အဲ့ဒါစင်ဒီမှာငါထိုင်နေပဲကျတဲ့ငါကမောရတယ်လေထိုင်အဲ့ဒါမှပန်းပွင့်လှတဲ့နေရာကိုအကုန်ပေါ်တယ်လေဆိုတော့ဟိုနေ့စီနားလေးမှာမကမရရှင်ဘူးလားဟိုနေ့စီနားလေးမှာဒီနေ့စီနားလေးမှာလည်းနေရလဲအောင်